အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဘာထူးလဲကနေမေခမလိခမြည်ကြီးနေလို့ပူတာအိုချီပွေအနေပိုင်းဒေတာတွေရီမြုပ်နေတဲ့အကြောင်းပြောပြပေးပါမယ်ကချင်ပြည်နယ်တွင်မိုးတိတန့်စွာရွာသွန်းမှုကြောင့်မေခနဲ့မလိခမြစ်တို့မှာမြည်ရည်များဆက်လက်မြင့်တက်နေပြီးမြစ်ဘေးတချောင်းနေထိုင်သူများရေဘေးသတိပြုဖို့ပြောထားပါတယ်မေခနဲ့မလိခပေါင်းဆောင်ရာကနေဖြစ်ပေါ်လာတဲ့အေယာဝတီမြစ်ရည်ဟာလည်းရေဆက်လက်မြင့်တက်နေတာဖြစ်လို့မြစ်ကြီးနားမြို့မှာရေဘေးသတိပေးမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်ပူတာအိုမလိခမြစ်ရေဆက်လက်မြင့်တက်နေစေပါပူတာအိုအနေပိုင်းနေရာအချို့ရေနစ်မြုပ်နေပါပြီမေခမြစ်ဘေးကချီပွေမနစ်ကထက်ရေတအားပိုကောင်းလို့အရေးပေါ်ပြောင်းရွှေ့နေကြရတယ်မြစ်နှစ်စင်းလုံးအရှင်ကောင်းကောင်းနဲ့အောက်ဘက်ကိုဆင်းလာနေတယ်ဒါကြောင့်အေယာဝတီမြစ်ရေလည်းဆက်လက်မြင့်တက်နေတယ်လို့ပြောပါတယ်မြစ်ရေဟာညာတွင်ချင်းတော်တော်တက်လာပြီးတချို့ရက်ွက်တွေတဲ့ရေတွေဝင်လာနေပြီဖြစ်လို့ရေကြမှာကိုမဆောင်ပဲဘေးလူရာကိုရှောင်တင်းကြဖို့လဲတိုက်တွန်းနှိုးဆော်နေကြပါတယ်လူမှုကွန်ရက်မှာတော့အားလုံးဘေးရန်ရဲ့အများဆုံးကင်းဝေးကြဖို့ဂရုစိုက်ကြဖို့ကိုလည်းဆုတောင်းပေးနေကြပါတယ်။အရေးပေါ်ကူညီလိုအပ်တဲ့အခါဆက်သွယ်လို့ရမယ်။ကူညီကယ်ဆယ်ရေးအသင်းတွေရဲ့ဖုန်းနံပါတ်တွေလည်းညှဝေနေကြပါပြီ။ပရိသတ်ကြီးတို့လည်းကချင်ပြည်နယ်မှာရှိတဲ့မြို့နယ်တွေရေဘေးအန္တရာယ်ကနေလွတ်ကင်းဖို့ဆုတောင်းပေးကြပါဦးနော်။